မာဟန်နီဒီမှာအတမပွားစီလေးလိမ့်လိုက်ပါမယ်အတမပွားစီလိမ့်မယ်ဆိုလို့ရှိရင်လက်သေးကိုဘေးတွေပါလိမ့်ပေးရပါမယ်နော်ဘာလို့လဲဆိုတော့ဟန်နီတို့ကဘေးမှာရှိတဲ့အတမတွေပါညက်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ပါနော်ဒီမှာအတမပွားစီလေးလိမ့်ပြီးသွားပြီဆိုလို့ရှိရင်ဒီတွန်းတန်ပေါ့နော်တွန်းတန်ဒီပတ်လေးနဲ့ပေါ့နော်အောက်ကနေစပြီးတော့အပေါ်ဖြည်းဖြည်းချင်းတွန်းလိုက်ပါမယ်ရှင်ဒီလိုအပေါ်ကိုတတလေးဖြည်းဖြည်းချင်းတွန်းလိုက်ပါမယ်နော်ဒီလိုတွန်းတာကညီတို့လက်သေးကိုမှရှိနေတဲ့ချီးတွေကိုဖယ်ပေးလိုက်တဲ့သဘောမျိုးလေးပါနော်ဆွန်းဆွဲပြီးတော့ပြပေးပါမယ်ရှင်ဒီမှာဒါမျိုးလေးပေါ့နော်ညီတို့ဒီလက်သေးထိတ်ကလေးမှာအဲ့လိုမျိုးကြီးလေးတွေထွက်လာတာပါနော်လက်သေးကိုမှရှိနေတဲ့ဆဲအသေးတွေပါနော်မာနူဒါမျိုးလေးကိုတွန်းပေးလိုက်ပါတယ်ဒါဆိုရင်ညီတို့ဘေးမှာရှိနေတဲ့ဒီအတ္တမပေါ့နော်အတ္တမလေးတွေကline အကြောင်းလိုက်လေးဖြစ်လာမှာဆိုတော့အတ္တမညက်တဲ့ချိန်ကျပို့ပြီးတော့လွယ်တာပေါ့နော်ပြီးဟန်နီတို့ကသူ့ကိုဒီ cleanser plus နဲ့ဖြစ်ပေါ့နော်ဒါဟန်နီဒီထဲမှာအရက်ပြန်ထည့်ထားတာပါနော် cleanser plus နဲ့ပဲဖြစ်အရက်ပြန်နဲ့ဖြစ်ဒီလိုမျိုးတုပ်ပေးလို့ရပါတယ်ရှင့်ဒါမျိုးလေးဟန်နီတို့နေရာလက်မကျအောင်တုပ်ပေးပါမယ်နော်ဒါကိုဟန်နီဒီလိုမျိုးပေါ့နော်ဘူးနဲ့ပန်ဘူးရှိရဆိုလို့ရှိရင်ပန်ဘူးနဲ့ဒီလိုမျိုးဖိပြီးတော့တုပ်လို့လည်းရပါတယ်เนาะဟန်နီကဒီမှာနှစ်နည်းကိုပြပြပေးရပါရှင့်ဒါမျိုးလေးနေရာလက်မကြအောင်တုပ်ပေးလိုက်ပါเนาะပြီးရင်ဟန်နီတို့ဒီနမ်းမှာအသက်မှာညက်တော့မယ်ပေါ့เนาะအသက်မှာမညက်ခင်မှာဟန်နီတို့ဒီတွန်းနံထိတ်အဖျားလေးနဲ့ဒီလိုမျိုးဘေးကနေနည်းနည်းချင်းစီတွန်းလိုက်ပါမယ်เนาะအဲ့လိုမျိုးဆိုဟန်နီတို့ဒီအသက်မှာညက်တဲ့ချိန်ဆိုပို့ပြီးတော့လွယ်တာပေါ့เนาะတွန်းတဲ့ချိန်မှာအရင်အားထိပ်ပြီးတွန်းစရာမလိုပါဘူးเนาะအပေါ်ရန်လေးနည်းနည်းလေးထိန်းပြီးတော့ကိုညက်လို့ရလောက်မဲ့အနေထားဆိုလို့ရှိရင်ကိုရပါပြီเนาะဒီမှာဒါဆိုတော့ဟန်နီတို့အတမညက်ပါတော့မယ်ရှင်အတမညက်ပဲဆိုလို့ရှိရင်ဒီအတမကိုင်နေမီအတမညက်ကိုင်နေမီလေးကိုအရင်ပြပြပေးပါမယ်เนาะဟန်နီအတမညက်ကိုင်မယ်ဆိုလို့ရှိရင်အရင်ဆုံးဒီလိုမျိုးပေါ့เนาะထိန်းပြီးတော့ကင်ပေးရပါမယ်ရှင်ဒီဟာကဟန်နီတို့ကိုလက်တာတို့လိုမျိုးကင်လို့ရပါတယ်เนาะကိုဒီထိတ်ကလေးကိုဟန်နီတို့ကဒီတတလေးပေါ့နော်ဖြည်းဖြည်းချင်းအရင်ကြဲကြဲမိပဲထိတ်ကိုသေးလေးပဲယူမှဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့သေးလေးကိုကမကျဲသွားအောင်လို့ထိန်းကင်ရမှဖြစ်တဲ့အတွက်ကြောင့်မလို့ကိုတန်တလို့ကင်လို့ရပါတယ်နော်အဲ့ဒါကိုဟန်နီထိတ်အဖျားလေးကိုအရင်ဟပြီးတော့မကင်ဘူးပေါ့နော်ဒီမှာဟန်နီကတော့လက်သေးကိုထိန်းနိုင်အောင်လို့ပေါ့နော်ဒီလိုမျိုးကင်ပါတယ်ရှင်ကင်နေနည်းအမျိုးမျိုးရှိတော့ခါကြတော့ဟန်နီကဘယ်ကင်နေနည်းအမှန်ဆိုတာကိုတော့မပြောတော့ပါဘူးနော်ကိုကဒီလက်သေးကိုညှက်တဲ့ချိန်မှာcustomer ရဲ့အသားကိုမထိအောင်လို့လက်သေးထိတ်ဒီညက်တဲ့ထိတ်ကလေးကိုထိန်းနိုင်ရပါတယ်เนาะဟန်နီဒီမှာညက်ပါတော့မယ်